အားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားပါမယ်အာဝကနာအီကိုပရာတိုအန်အာဝကနာအီကိုပရာတိုအန်မင်းစည်းကမ်းတွေကိုလိုက်နာရမယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะအာဝကနာအီကိုပရာတိုအန်မင်းစည်းကမ်းတွေကိုလိုက်နာရမယ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်เนาะအာဝဆိုတာမင်းကနာအီကိုဆိုတာလိုက်နာရမယ်လို့ပြောတာပရာတိုအန်ဆိုတာစီကံကိုပြောတာเนาะအာဝကနာအီကိုပရာတိုအန်မင်းစီကံတွေကိုလိုက်နာရမယ်လို့ပြောတာပေါ့เนาะတချို့ဆက်ယူနေမှာရှိရဲသူတို့စီမင်းစီကံရှိတယ်ပေါ့เนาะဘာမလုပ်ကြဘူးဘာလုပ်ကြတယ်เนาะဆက်လက်တောက်ရတယ်ဆက်လက်မတောက်ကဘူးเนาะဘယ်အချိန်တွေမှာတောက်လို့ရတယ်ဘယ်အချိန်တွေတောက်လို့မရဘူးဆက်ယူနိုင်မှာတော့ကျွန်တော်တို့ကစီမင်းစီကံတွေရှိတယ်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့ကအာဝကနာအီကိုပရာတိုအန်မင်းစီကံတွေကိုလိုက်နာရမယ်သူတို့ချမှတ်တဲ့စည်းကမ်းမလိုက်နာလို့ရှိရင်ကျွန်တော်တို့ဖိုင်းချတာတွေပါတယ်ဒါမျိုးတွေရှိတယ်ပေါ့နော်အာဝကနာအီကိုပရာတိုအန်မင်းစည်းကမ်းတွေကိုလိုက်နာရမယ်လို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အာဝဆိုတာမင်းကနာအီကိုဆိုတာလိုက်နာရမယ်ပရာတိုအန်ဆိုတာစည်းကမ်းကိုပြောတာအာဝကနာအီကိုပရာတိုအန်မင်းစည်းကမ်းတွေကိုလိုက်နာရမယ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရပါတယ်နော်နောက်တစ်ခုက Cekak senang tapi nak buat susah. Cekak senang tapi nak buat susah. ပြောရတာလွယ်ပေမဲ့လုပ်ရတာခက်တယ်လို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်။ Cekak senang tapi nak buat susah. ပြောရတာလွယ်ပေမဲ့လုပ်ရတာခက်တယ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်နော်။ Cekak ဆိုတာပြောတာ senang ဆိုတာလွယ်တာလို့လည်းသုံးလို့ရတယ်အားတာလို့လည်းသုံးလို့ရတယ်နော်။ တပိဆိုတာဒါပေမဲ့နဆိုတာကျင်နာဝဆိုတာလှုပ်တာစူစဆိုတာခက်ခဲတာဒီတစ်ကြောင်းလုံးကျွန်တော်တို့ကပေါင်းပြီးဘာသာပြန်မယ်ဆိုရင်ကျက်ကစနန်တပိနဘဝစူဆပြောရတာလွယ်ပေမဲ့လုပ်ရတာခက်တယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်ကျက်ကစနန်တပိနဘဝစူဆပြောရတာလွယ်ပေမဲ့လုပ်ရတာခက်တယ်လို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်ကျက်ကဆိုတာပြောတာစနန်းဆိုတာလွယ်တာတို့အားတာတို့ဒါမျိုးကိုသုံးတာတပိဆိုတာဒါပေမဲ့နဆိုတာဂျင်သည်ဘဝဆိုတာလှုပ်တာစူဆဆိုတာခက်ခဲတာကျက်ကစနန်းတပိနဘဝစူဆပြောရတာလွယ်ပေမဲ့လုပ်ရတာခက်တယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုကအာဝဘဝမချမ်းဗျာဆာစာကြအာဝဘဝမချမ်းဗျာဆာစာကြမင်းပုံမှန်အတိုင်းပဲလုပ်နေပါလို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အဝဘွားမချမ်းဗျာဆာစာကြမင်းပုံမှန်အတိုင်းပဲလုပ်နေပါလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အဝဆိုတာမင်းဘွားဆိုတာလုပ်တာမချမ်းဆိုတာဒီလိုဗျာဆာဆိုတာကျွန်တော်တို့ဒါပုံမှန်ကိုပြောတာနော်စာကြဆိုတာကျွန်တော်တို့ကမျှတာဒီတစ်ကြောင်းလုံးကိုကျွန်တော်တို့ကဘာသာပြန်မယ်ဆိုရင်အဝဘွားမချမ်းဗျာဆာစာကြမင်းပုံမှန်အတိုင်းလုပ်နေပါလို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဟိုလုပ်နေကြအတိုင်းလေးပုံမှန်လေးပဲလုပ်နေပါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပြောပါတယ်အဝဘွားမချမ်းဗျာဆာဆိုကြတိတ်လည်းမနေနဲ့တိတ်လည်းမမြန်နဲ့ပုံမှန်လေးပဲပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်တို့ကအဝဘွားမချမ်းဗျာဆာဆိုကြမင်းပုံမှန်အတိုင်းပဲလုပ်နေပါလို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အဝဆိုတာမင်းဘွားဆိုတာလုပ်တာမချမ်းဆိုတာဒီလိုဗျာဆာဆိုတာပုံမှန်စာကြဆိုတာမျှတာလို့ကျွန်တော်တို့ဘာသာပြန်လို့ရတယ်အဝဘွားမချမ်းဗျာဆာဆိုကြမင်းပုံမှန်အတိုင်းလုပ်နေပါလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုက saya tak akan lupa awak sampai bila-bila saya tak akan lupa awak sampai bila-bila ငါမင်းကိုဘယ်တော့မှမေ့လိမ့်မည်မဟုတ်လို့ပြောတဲ့အဓိပ္ပာယ်เนาะ saya tak akan lupa awak sampai bila-bila ငါမင်းကိုဘယ်တော့မှမေ့လိမ့်မည်မဟုတ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်เนาะ saya ဆိုတာကျွန်တော်တာအကန်းလူပတ်ဆိုတာမေးလိမ့်မည်မဟုတ်เนาะ hour ဆိုတာမင်း sometime ဆိုတာရောက်ရှိတာကိုပြောတာ bila bila ဆိုတာဘယ်တော့လို့ပြောတာเนาะဒီတစ်ကြောင်းလုံးကျွန်တော်တို့ပေါင်းပြီးဘာသာပြန်မယ်ဆိုရင် saya tak akan lupa awak sampai bila bila ငါမင်းကိုဘယ်တော့မှမေးလိမ့်မည်မဟုတ်လို့
ဒါမျိုးဘာသာပြန်လို့ရတယ်နော်စာရဆိုတာကျွန်တော်တာအကန့်လူပဆိုတာမေးလိမ့်မည်မဟုတ်အာဝဆိုတာမင်းစံပိုင်းဆိုတာရောက်ရှိတာဘီလာဆိုတာဘယ်တော့ဒီတစ်ကြောင်းလုံးပေါင်းပြန်မယ်ဆိုရင်စာရတာအကန့်လူပအာဝစံပိုင်းဘီလာငါမင်းကိုဘယ်တော့မှမေးလိမ့်မည်မဟုတ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရပါတယ်နော်နောက်တစ်ခုက apa pendapat awak apa pendapat awak မင်းဘယ်လိုထင်ပါလဲလို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်နော် apa pendapat awak မင်းဘယ်လိုထင်ပါလဲလို့ပြောတဲ့အဓိပ္ပာယ်ပါနော် apa ဆိုတာဘာလဲ pendapat ဆိုတာထင်မြင်ချက်ကိုပြောတာ awak ဆိုတာမင်း apa pendapat awak မင်းဘယ်လိုထင်ပါလဲလို့ဒါမျိုးကျွန်တော်တို့ပြောတဲ့အဓိပ္ပာယ်ပါနော် apa pendapat awak မင်းဘယ်လိုထင်ပါလဲလို့ပြောတဲ့အဓိပ္ပာယ်နော် apa ဆိုတာဘာလဲ pendapat ဆိုတာထင်တာထင်မြင်ယူဆချက်ကိုပြောတာ awak ဆိုတာမင်း apa pendapat awak မင်းဘယ်လိုထင်ပါလဲလို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်ပါနော်နောက်တစ်ခုက ini kawan awak ini kawan awak ဒါကမင်းရဲ့တငယ်ချင်းပါလို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်နော် ini kawan awak ဒါကမင်းရဲ့တငယ်ချင်းပါလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်နော် ini ဆိုတာဒီဟာဒါ kawan ဆိုတာတငယ်ချင်း awak ဆိုတာမင်း ini kawan awak ဒါကမင်းရဲ့တငယ်ချင်းပါလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်နော်နောက်တစ်ခုက dia bukan awak punya musuh dia bukan awak punya musuh သူကမင်းရဲ့ရန်သူမဟုတ်ဘူးလို့ပြောတဲ့အဓိပ္ပာယ်နော် dia bukan awak punya musuh သူကမင်းရဲ့ရန်သူမဟုတ်ဘူးလို့ဒါမျိုးဘာသာပြန်လို့ရတယ်နော် dia ဆိုတာသူ bukan ဆိုတာမဟုတ်ဘူး awak ဆိုတာမင်းပုံညဆိုတာပိုင်ဆိုင်ခြင်းပြတာ musuh ဆိုတာရန်သူကိုပြောတာ dia bukan awak punya musuh သူကမင်းရဲ့ရန်သူမဟုတ်ဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါနော် dia bukan awak punya musuh သူကမင်းရဲ့ရန်သူမဟုတ်ဘူးလို့ပြောတဲ့အဓိပ္ပာယ်နော် dia ဆိုတာသူ bukan ဆိုတာမဟုတ်ဘူး awak punya ဆိုတာမင်းရဲ့ musuh ဆိုတာရန်သူကိုပြောတာ dia bukan awak punya musuh သူကမင်းရဲ့ရန်သူမဟုတ်ဘူးလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်နော်နောက်တစ်ခုက lama tak dengar dia punya suara lama tak dengar dia punya suara သူ့အတန်ကိုမကြားရတာကြာပြီလို့ဒါမျိုးဘာသာပြန်လို့ရတယ်နော် lama tak dengar dia punya suara သူ့အတန်ကိုမကြားရတာကြာပြီလို့ဒါမျိုးဘာသာပြန်လို့ရတယ်နော် lama ဆိုတာကြာတာ tak dengar ဆိုတာမကြားရတာ dia punya ဆိုတာသူ့ရဲ့ suara ဆိုတာအတန်ကိုပြောတာနော် lama tak dengar dia punya suara သူ့ရဲ့အတန်ကိုမကြားရတာကြာပြီသူ့အတန်ကိုမကြားရတာကြာပြီเนาะဒါမျိုးဘာသာပြန်လို့ရတယ်เนาะ lama ဆိုတာကြာတာ tak dengar ဆိုတာမကြားရတာ dia punya ဆိုတာသူ့ရဲ့ suara ဆိုတာအတန် lama tak dengar dia punya suara သူ့အတန်ကိုမကြားရတာကြာပြီလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုက hari ini saya tak sempat buat hari ini saya tak sempat buat hari ini saya tak sempat buat ဒီနေ့ကျွန်တော်လုပ်ဖို့အချိန်မရှိဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ hari ini saya tak sempat buat ဒီနေ့ကျွန်တော်လုပ်ဖို့အချိန်မရှိဘူးလို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်ပါเนาะ hari ini ဆိုတာဒီနေ့ saya ဆိုတာကျွန်တော် tak sempat buat ဆိုတာလုပ်ဖို့အချိန်မရှိဘူးပေါ့เนาะ tak sempat ဆိုတာအချိန်မရှိဘူး buat ဆိုတာလုပ်တာ tak sempat buat ဆိုတော့လုပ်ဖို့အချိန်မရှိဘူးလို့ဒါမျိုးဘာသာပြန်လို့ရတယ်เนาะ hari ini saya tak sempat buat ဒီနေ့ကျွန်တော်လုပ်ဖို့အချိန်မရှိဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ hari ini ဆိုတာဒီနေ့ saya ဆိုတာကျွန်တော် tak sempat ဆိုတာအချိန်မရှိဘူးပေါ့เนาะ tak sempat buat ဆိုတော့လုပ်ဖို့အချိန်မရှိဘူးလို့ပြောတဲ့အဓိပ္ပာယ် hari ini saya tak sempat buat ဒီနေ့ကျွန်တော်လုပ်ဖို့အချိန်မရှိဘူးလို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုက awak boleh kawal mesin ini awak boleh kawal mesin ini မင်းဒီဆက်ကိုထိန်းချုပ်နိုင်ပါတယ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်เนาะ
အာဝတ်ဘိုးလေးကာဝမရှိအင်းနီမင်းဒီဆက်ကိုထိန်းချုပ်နိုင်ပါတယ်လို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အာဝတ်ဆိုတာမင်းဘိုးလေးဆိုတာရနိုင်တယ်ကာဝဆိုတာထိန်းချုပ်တာမရှိဆိုတာဆက်ကိုပြောတာအင်းနီဆိုတာဒီဟာနော်အင်းနီဆိုတာဒီဟာဒါကိုပြောတာအာဝတ်ဘိုးလေးကာဝမရှိအင်းနီမင်းဒီဆက်ကိုထိန်းချုပ်နိုင်ပါတယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အာဝတ်ဘိုးလေးကာဝမရှိအင်းနီမင်းဒီဆက်ကိုထိန်းချုပ်နိုင်ပါတယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်နော်အာဝတ်ဆိုတာမင်းဘိုးလေးဆိုတာနိုင်တာရနိုင်တာကာဝဆိုတာထိန်းချုပ်တာကိုပြောတာမရှင်းဆိုတာဆက်အင်းနီဆိုတာဒီဟာဒါအာဝတ်ဘိုးလေးကာဝမရှင်းအင်းနီမင်းဒီဆက်ကိုထိန်းချုပ်နိုင်ပါတယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ကဒါလုပ်ငန်းထဲမှာအသုံးများတဲ့မလေးစကားပြောကိုပဲပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်တွေ့ပါမယ်